Glaba Remo Sway Chaniani Balance like Pare Chano ye ain't a this South Hara Bradaro Pia maybe Kuma Piagin Bradaro Sign Count in G like bound Chano out send la biro a pion tabare Maba Bradaro Tuini Alam Diba Udaro Higuya Sholiva Sibaba me Gaunea Higuara de Gaware Enera Pintola Baum Tuila Brother Mike Lam really cool Pintola Baum me No Combia so look Combia Bame Ima Coneni are Shivare 1, 2, 3 go for me Bobienta like Yanene Ilu Channel Taro go should be Ema Taro go should be Ema Kuna brother me like that yet the diva The Boda Mada Mivo Jangwa Tayamania Pimpia Miro Taro do ye Yaba Do it Amawa she did body I'll be a thing like that. You know, being Twala below. Water brother or demon in Ave. You know, in video, your like body. Water, you know, Pessy, Daro, wa, ye Google libo. Zero Gulumia, la piatara. Nagan libo. Diet to 2 son or Bama. Olone Macabin Tarwa Twin Campbell Tawangari is a journey apple. Mua you are like yours. Tar Mua chain label. Lado. The my Pasca gave a new one Taraba. Jono, she said, Twilight Bido Taro ye, and ya, Jono Sawa. South Hara Jabi, Amlojonum Piaro the Apoa Hotel Biagma Taro ain't the deliver. Having met a twin windy like Dane. Ha, meows again to Dabai. Taro Jonaru ain't Nava. Ma Yiku while Yigan Babade, Dane line, he Buimaba. Ara 变看嘛吧，对，变背来变嘛表多，ဒီမှာဘာလို့အုပ်ထားလဲဆိုတော့ကျွန်တော်ဟိုဟာ redstone နေထားတာအပိုင်းနဲ့ဒါကတော့အိတ်ခမ်းလေးပါဒီနားလေးကနိုင်လေးပါပါတယ်ဒီအပေါ်ကတော့ပန်းလေးနဲ့ဒီဗီလေးနဲ့ပါဒါကတော့ကျွန်တော်ရှောက်လုပ်ထားတာပါဒါကတော့တမူလေးပါဒီဗီရဲ့ဒီဘေးနားမှာငကားအယုတ်တွေရှိတယ်ပြီးတော့ဒီလိုရဘာလို့နားရီလုံးနားလဲကျွန်တော်ကစမ်းတက်တာဒါကတော့စပွဲကုံလေးပဲဖြစ်ပါတယ်ဒီမောင်ရေခဲတက်တာရောမြို့ပေါ်ကြောင်ရှိပါတယ်မတားနေလိုက်ရေပွင့်ပါတယ်ခဏလောက်ဆောင်ပေးပါမအုပ်ပြန်ချလိုက်ရေပွင့်ပါတယ်ကျွန်တော်ပြန်ခါမှာပါကျွန်တော်ပြလိုက်တာပါသွားတော့တီးအောင်လို့ဒါကတော့အမလုပ်တဲ့နေရာပေါ့ဒါဟွာလေးပေါ့ and just the ဟွာတီးပဲလေးပေါ့ဒါကတော့အင်ကြီးဝေစားချွတ်တဲ့နေရာပေါ့ဒါရွာသားပုံလေးပေါ့ဒါကတော့အရေးကြီးတဲ့အခန်းမှာဒါကတော့ redstone နေထားတာပါလေခုနဟာအလုံးလုပ်လို့ဆိုဒါကိုအပေါ်တင်လိုက်ရင်တွင်းနေရဟာတွေကဒီပိတ်သွားပါ ဒါကတော့ရေခဲတက်တာလေးပါစမ်းပြပါလေစမ်းပြပါတော့စမ်းပြပါစားတာပါအကိမုံတခုတော့ထွက်လာပါဟာပြက်စီကုန်အကိမဘာလို့စားလို့ရအော်မိနေတာအောက်ချပြီးမှစားလိရမိနေတာကျွန်တော်တည်လား
ပြန်ကလိုက်ပြီးတော့ပြန်ထဲလိုက်တယ်ပြီးတော့တာဦးကျတော့ကျွန်တော်ဘာမှမလုပ်တော့ဘဲနဲ့စားကြည့်တော့တယ်ဘာမှမရဘူးကျွန်တော်မိတော့အောက်ချပြီးတော့စားကိုင်းတက်တော့နောက်ပိုင်းမှာတက်တော့ကဲမဆွန်လိုက်ပြီခရာမနေရောပြန်ထွက်လိုက်ပါအောင်မယ်ဟိုရီတော့ပဲမိုးပြန်တက်ရလို့လှုပ်လိုက်ပါနာလီပါဒါတော့ကျွန်တော်တို့ရဲ့ရက်ွက်လေးပါဒါတော့ကျွန်တော်တို့ရဲ့ရန်ကုန်မှာတွေ့နေတဲ့ My Love Hotel လေးပေါ့ဒါတော့ကျွန်တော်စောက်တက်တူလေးစောက်ထားတာပါဒါပေမဲ့အခန်းတွေကတော့ကျွန်တော်နောက်အပိုင်းမှာစောက်တော့မှလို့ကျွန်တော်ရဲ့ဟိုတိခံပြီးပါနော်အခန်းတွေရတယ်နောက်အပိုင်းမှာစောက်မှာပါဒါတော့အောက်ခန်းလေးပေါ့ဒါထိုင်နေနေတာဒီအပေါ်တက်သွားလိုက်ဒါတကယ်နေရနဲ့တူတယ်ဒီနားမှာအခန်းတွေရှိတယ်ဒါတော့ဝါပစ္စည်းတူတော့ခံပါနောက်အခန်းတွေကတော့တကယ်အခန်းတွေလာမှာပါကျွန်တော်အဲ့ဒါတော့မလုပ်တော့အောက်ခန်းပဲအခန်းတွေလောက်တော့မယ်အပေါ်ခန်းကျတော့ခတ်တယ်နည်းနည်းတော့ဒီလားအဲ့အပေါ်မီကြောင်လေးတွေပါတယ်ဒါတော့လုံချုံကြီးဟွာနေတဲ့နေရာပေါ့ဟွာပတ်စံရှင်းမနေတဲ့နေရာပေါ့နမကြီးကူးကန်လေးပါလောက်တာဒါတော့အောက်ထပ်လေးပါအောက်ထပ်လေးကတော့နည်းနည်းပူပါတယ်ဒီမိကြောင်ဒီနားလေးကကျတော့ပိတ်တာမတော့အဲ့ဘေးနားလေးမှာဟွာလေကားထားတာလေအားကြောင့်လို့ပြန်ထွက်လာပြီးတော့ကျွန်တော်ထဲလေးပြန်ဝင်ပြီးတော့ပြစာတစ်ခုနဲ့ပြန်ရှိကြည့်တော့ပါတယ်အဲ့ဒါတော့ဒီဝါတောက်ကူလာပါပဲကျွန်တော်ဝါတောက်ကူလာမစောက်တယ်လို့ဘေးစတိုးနေလို့လိုက်တာပါဒါကတော့ထောက်မဟုတ်ပါဘူးဒါကတော့ဝင်လို့မရပါဘူးမဟုတ်ရင်လေမန်းနေဖြတ်စီသွားပြီးတော့အပေါ်ကနေခုံချမှာလို့ပါဒီမှာကျွန်တော်အိမ်ပြန်လာမှာပါကျွန်တော်ညတဲ့အိပ်ပြမှာပါဒါတော့ကျွန်တော်စကင်လေးပါကျွန်တော်အမဝတ်တော့ပါဘူးကျွန်တော်အောက်စကန်ထဲမှာအိပ်ပြီးတော့ကျွန်တော်မနှက်ကြရင်လည်းဗီဒီယိုစောင့်တက်မှာမလို့ကျွန်တော်မြဲနဲ့အိပ်လိုက်တော့ပါမယ်နောက်လေးပါဒါကိုကျွန်တော်မိတ်ဆက်ဖို့မေ့နေဒါအာမရှိတယ်နော်အာမရှိတာဒါအောင်မဖွင့်နဲ့ဒါကိုဖွင့်ကြည့်လိုက်အာမဘာလို့ရှိလဲဒါရိုက်ဒါတော့ကျွန်တော်ခွေးလေးပါဒါကိုရိုက်လိုက်ရင်အာမလည်းပြည့်စည်သွားပြီးဒီအာမတွေကိုဝေ့ရမှာလေအားကြောင့်မလို့ကျွန်တော်ထည့်တာပါအိတ်လိုက်ပါတယ်ကျွန်တော်ဘားတွေကြောင်ပြီးတော့အပြည့်နေမှာထွက်မလို့လုပ်ပါတယ်ဟဲ့ဒီလောက်ပါပဲဗီဒီယိုလေးကတော့ကျွန်တော်အိတ်မပြတော့ပါဘူးကျွန်တော်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသက်လို့ကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကဒီလောက်ပါပဲနောက်ကြရင်ပြန်ဆောင်ပါမယ်ဒီလောက်ပါပဲเนาะကျေးဇူး